အားလုံးပဲမင်္ဂလာပါ Top Trader မြန်မာ Channel ကနေပြန်ပြီးကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာ admin ရဲ့လောလောလတ်လတ်တွေးကြုံတစ်ခုနဲ့အသိပညာလေ့လာသင်ယူမှုတစ်ခုကို reviews ဒါမှမဟုတ် testimonial အနေနဲ့ပေးပြီးတော့မိတ်ဆွေများအားလုံးကိုမိတ်ဆက်ပေးချင်ပါတယ် Top Trader မြန်မာ Channel မှာဗီဒီယိုတွေမတင်ဖြစ်တာ3လကျော်လောက်ကြာသွားခဲ့ပါတယ်ချို့ကတော့ admin ပျောက်သွားတာလဲဘာဖြစ်သွားတာလဲသိချင်ကြမှာပေါ့နော်စိတ်လဲပူကြတာလဲရှိမှာပေါ့ချို့ကလည်းကြောင်းတစ်ခုကြောင်းလို့နားလည်နေပြီးသားလည်းရှိကြမှာပါဒီကြောင်းတွေကို admin နေနဲ့အရှိကြီးရှင်းပြဖို့တော့မလိုအပ်ပါဘူးလိုအပ်လို့သာအနေအချင်းဝေမျှပေးချင်တာပေါ့နော် admin နေနဲ့တလောကအိမ်တွဲလူမမာရှိနေတဲ့အတွက်စိတ်ပိုင်းဆိုင်ရာ breakdowns ပြဿနာတစ်ခုဖြစ်သွားခဲ့ပါတယ်စိတ်ပိုင်းဆိုင်ရာပြဿနာပေါ့နော်စိတ်မပြောဘူးပေါ့ stress စိတ်ဖိစီးမှုတွေများလာပြီးတော့ breakdowns ဖြစ်သွားတဲ့အခါမှာ admin ရဲ့အလုပ်တွေကိုထိခိုက်မှုရှိလာတယ်ကောင်းလဲ trade လို့မရတော့ဘူးပတ်ဝန်းကျင်ကတအား disempowering powerless ဖြစ်နေစေပေါ့နော်စိတ်ခွန်အားတွေရုပ်လျော့နေစေတဲ့ပတ်ဝန်းကျင်မှာရောက်နေတယ်လို့ဖြစ်နေဘာကူမှလည်းမေရလှုပ်ချင်ကန်ချင်စိတ်ကိုရှိမနေဘူးလုံနေတဲ့အလုပ်တွေကိုလည်းနောက်နေကြမ်းကြာမှုတွေရှိစေစိတ်ပန်းပြေခီလည်းထွက်လို့မရဘူးပုံမှန်တရားစခန်းဝင်ဖို့တောင်ဝင်လို့မရတဲ့အခြေအနေလည်းဖြစ်နေတော့စိတ်ထွက်ပေါက်ကို trade လုပ်တဲ့အခါမှာ trade အပေါ်ကိုသွားပြီးပုံချနေမိတာပေါ့နော်Tracy ကန်တွေလည်းဖောက်တယ် revenge တွေလည်းလှုပ်လာတော့ရှုံးတာတွေလည်းထပ်လာတယ်ဒီတော့ trader လည်းခဏရက်လိုက်တယ်ပေါ့နော်မိတ်ဆွေများအနေနဲ့ကမိမိရဲ့ trader လက်ကိုတားဆီးနောက်ဆက်နေတဲ့အဓိကအကြောင်းရင်းပေါ့နော်စိတ်ပိုင်းဆိုင်ရာပဲဆိုတာရှာဖွေတွေ့ရှိခဲ့ဘူးတလားဒီလိုစိတ်ခက်ချက်တဲ့တွေကိုဘလို့ရင်ဆိုင်ကြော်ဖြတ်ချတယ်လဲတရားစခန်းဒါမှမဟုတ် retreat center တွေမှာဝင်ဖြတ်သလား exercise လုပ်ဖြတ်လားစသဖြင့်ပေါ့နော်မန်ကြီးလို့ရတယ်နော်ဒီလိုနဲ့ပါဆက်လုပ်လဲဆိုရင်လုပ်နေကြတိုင်းပဲပေါ့နော် podcast တွေနားထောင်နေအလုပ်တွေဆိုရင်လည်းလုပ်ချင်မလုပ်ချင်ကင်ချင်လဲလုပ်တယ်ပေါ့စာတွေပါလဲဖတ်ပေါ့ဒီလိုနဲ့စိတ်ပိုင်းဆိုင်ရာခွန်အားအတွက်ကူညီလိုက်ရှာကြည့်တယ်ပေါ့နော် admin နဲ့ TDA ရဲ့စိတ်ပိုင်းဆိုင်ရာတိုးတက်မှုတန်းတန်းတစ်ခုကိုတက်လိုက်မိတယ်ပေါ့နော် admin တက်တာကတော့ LBM ပေါ့နော်online zoom နဲ့ပဲ9ရက်တန်းဖြစ်တယ်ဒါကိုတက်ပြီးနောက်ပိုင်း blind spot တွေရှာဖွေတွေ့ရှိပြီးတော့အမြင်ရဲ့စိတ်ပိုင်းဆိုင်ရာ breakdowns ကိုဖြည့်ရှင်းပေးလိုက်တယ်လို့ဖြစ်သွားတယ် blind spot ဆိုတာကကိုယ်မှရှိလို့ရှိနေမှမသိဘူးကိုယ်တားဆီးနေတဲ့အရာပေါ့နော်စိတ်ခွန်အားတွေပြန်ရလာတယ်ပို့ပြီးတော့ powerful ဖြစ်လာပြီးတော့မျောလင့်မထားတဲ့အကျိုးရလဒ်တွေကိုပါရသွားခဲ့ပါတယ်မျောလင့်မထားတဲ့အကျိုးရလဒ်ကတော့ meditative living တတိနဲ့ရှင်ပြီးနေထိုင်တတ်ခြင်းဒါမှမဟုတ်ပစ္စုပန်မှာနေထိုင်ခြင်းပဲဖြစ်ပါတယ် admin နေနဲ့တရားစခန်းအကြိမ်ဝင်ပူးပေမဲ့တရားစခန်းကထွက်လာပြီးတော့ပုံမှန်တရားထိုင်တာတတိပဋ္ဌာန်လောက်တာစတာတွေကိုတရားစခန်းကအမြင်မပြတ်ဆက်လုပ်နေဖို့သင်ကြားတတိပေးခဲ့ပေမဲ့အတိအကျပေါ့နော်ပုံမှန်မလုပ်ဖြစ်ပါဘူးမတိမသာ automatic လောက်တာတွေတော့ရှိမှာပေါ့နော်အတိအကျမလုပ်ဖြစ်တာကတော့အကြောင်းမျိုးရှိပါတယ်တကယ်တမ်း meditative လို့ဆိုလိုက်တာနဲ့တရားထိုင်တာတစ်ခုတည်းကိုပဲဆိုလိုတာမဟုတ်ပါဘူးတရားထိုင်တာကလည်းထိုင်နေအမျိုးရှိရယ်ဓမ္မတိနဲ့ဝိပဿနာပေါ့နော်ဗုဒ္ဓဘာသာမှာဆိုရင်တော့တခြားထိုင်နည်းတွေကဥပမာ visualization ထိုင်နည်းတွေရှိတယ်အသက်ရှူယောဂပေါ့နော်ထိုင်နည်းတွေရှိတယ်ယောဂလောက်တာလည်း meditative living ထဲမှာပါပါတယ်လောကီနေတူကဘဝနေထိုင်ရမှာမိမိရဲ့ lifestyle ပေါ့နော်တွေးတဲ့နေရာတွေစဉ်းစားတွေးခေါ်တဲ့နေရာတွေဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာပါ technically တတိနဲ့ရှင်တဲ့ mindset စိတ်ထားနည်းတွေနေထိုင်နည်းတွေအတိတ်ကဝေဒနာတွေကိုပြည့်ပြည့်စုံအောင်ဘလို့ပြည်ဖုံးကားချပြီးတော့လွတ်ချခဲ့ပြီးတော့ပစ္စုပန် present moment မှာဘလို့အပြုတ်တဘောဆောင်တဲ့ new action ကအသစ်တွေကိုဖန်တီးမလဲဆိုတာတွေကိုပုံစံတစ်မျိုးနဲ့လေ့လာသင်ယူခဲ့ရတဲ့အတွက်တော်တော်လေးသဘောပေါက်သွားပါတယ်ဒီအသိပညာတွေကိုလက်တွေ့လေ့ကျင့်လုပ်သွားတာမို့မိမိရဲ့ဘဝလောကီရေးရာပန်းနိုင်တွေကိုအောင်မြင်စေဖို့အပြင်ပါတာရေးအရာဖြစ်ဖြစ်မိမိရဲ့ spirituality အရာဖြစ်ဖြစ်ဘယ်ပါတာမဆိုရရင်နော်တတိပဋ္ဌာန်နဲ့ဘလို့ပုံစံနဲ့တရားထိုင်အပြည့်အဝဆက်လုပ်နိုင်ဖို့အထောက်အကူပြုပေါင်းကူပေးတဲ့ဘဝနေနည်းတွေပဲဖြစ်ပါတယ်။ admin နေနဲ့ဒီလိုတန်တန်းမျိုးတွေကိုကိုပဲမတိုင်ခင်ကတည်းကထိုင်းမှာတက်ခဲ့ပူတယ်။တန်တန်းတစ်ခုကိုဒေါ်လာ800ကျော်ပေးရတယ်။စီးကြည့်ရနော်အခုဒီလို quality နဲ့မြန်မာပြည်ကိုဈေးတာနဲ့တက်လို့ရနေတာဟာမဟာခွင့်ရေးပဲနော်။ meditative living ရဲ့အကျိုးရလဒ်တွေကတော့ကိုယ်ရောစိတ် physically and mentally ကျန်းမာရေးအတွက်အကျိုးအများကြီးရှိပါတယ်။ကျန်းမာရေးရဆိုလို့ရှိရင်စိတ်ဖိစီးမှုနဲ့စိုးရိမ်ပူပန်မှု stress နဲ့ anxiety ပေါ့နော်တွေကိုလျှော့ချစေတဲ့အတွက်သွေးပေါင်ကျစေတယ်
ပိုပြီးတော့အိပ်ပျော်လာစေတယ်အိပ်ကောင်းလာစေပေါ့နော်ခန္ဓာကိုယ်နာကျင်မှုတွေပင်ပန်းမှုတွေကိုရောကြစေတယ်လူတွေကိုပိုပြီးတော့ချစ်တက်ကြနာတတ်လာမယ်ပိုပြီးအာရုံစိုက်မှုအားကောင်းလာမယ် focus ပေါ့နော်စိတ်တည်ငြိမ်စေတယ်မညံကောင်းစေတယ်စိတ်ခံစားချက်တွေကိုပိုပြီးတော့စီမံခန့်ခွဲလာနိုင်မယ် self awareness မိမိကိုယ်မိတတိရှိမှုပိုအားကောင်းလာမယ်မှန်ကန်တဲ့အမြင်တွေပိုရလာမယ် clarity ပေါ့နော်ရုံးနှုစေတယ်အလုံးနဲ့ဆက်ဆံရေးတွေမှာပိုအောင်မြင်မှုရလာမယ်ပိုပြီးတော့တီထွင်ကြံစလာနိုင်မယ်ပတ်စံပိုရှာလာနိုင်မယ်ဒါက meditative living ရဲ့အကျိုးကျေးဇူးတွေပဲရှိတယ်နော် LBM ရဲ့ overall ပေါ့ခြုံပြီးတော့တခြားဆက်ဆက်အကျိုးကျေးဇူးတွေလည်းအများကြီးရှိသေးတယ်နော် trade အတွက်ဆိုရင်တော့ပြောစရာမလိုအောင်စိတ်ခံစားချက်စီမံခန့်ခွဲတဲ့နေရာတွေမှာမိမိရဲ့ trade နည်းဗျူဟာကောင်းကောင်းချနိုင်ဖို့စီကံတည်ဆောက်နိုင်ဖို့ဆုံးဖြတ်ချက်ချတာတွေ focus အာရုံကောင်းကောင်းစိုက်နိုင်ဖို့ FOMO တွေနိုင်ပြီးတော့ fear of missing out ပေါ့နော်စိတ်ရှင်းလင်းစွာ train နိုင်ဖို့အများကြီးထောက်ကူဖြစ်စေပါတယ်ဒီ meditative living ပုံစံကိုပေါ့နော်အရင်တုန်းကတတိမမူပဲနဲ့လုပ်ခဲ့မိရတယ်လည်းရှိပါပါဒါပေမဲ့ system ကြမဟုတ်ခဲ့ဘူးပေါ့နော်အခုမြန်မာတွေအနေနဲ့စေတတ်တာနဲ့ကပ္ပအဆင့်တကယ်အလုပ်ဖြစ်တဲ့စိတ်ခွန်အားပြေဝစွာဘဝကိုကျေနပ်ပျော်ရွှင်စွာနေထိုင်နိုင်ဖို့ဘဝနေထိုင်နေအသိပညာတွေကိုသင်ပြပေးတဲ့ TDA ကိုအားလုံးနဲ့မိတ်ဆက်ပေးချင်တာပါအမင်ကအပေါ်မပြောဘူးကိုတွေးကြုံတဲ့တကယ်ကောင်းပြီးအလုပ်ဖြစ်လို့အားလုံးကိုလေ့လာသင်ယူကြည့်စေချင်ပါတယ်ဘဝမှာပျော်ရွှင်ကျေနပ်မှုမရှိလို့ရှင်ဘဝနဲ့ပတ်သက်ဆက်နွယ်မှုအားလုံးတွေကိုထိခိုက်တတ်တဲ့အထူးသဖြင့် traders တွေအတွက်ပေါ့နော် trade ရလက်က technique အပိုင်းတင်မကပဲနဲ့စိတ်ပိုင်းဆိုင်ရာလွှမ်းမိုးမှုအပေါ်မှာလည်းအဓိကမူတည်နေတဲ့အတွက် admin လို breakdown ဖြစ်နေတာဖြစ် trade မဟုတ်ဘူးတခြားကိုဘဝရဲ့အရေးတစ်ခုခုမှာပေါ့နော်ပြဿနာကြုံနေရတာဖြစ်ပေါ့နော်အဲ့ဒီပြဿနာတွေကိုမကြော်နိုင်ဖြစ်နေတာတွေပြဿနာတွေကိုကြော်ဖြတ်ခြင်းနဲ့ဘဝအဖြစ်တစ်ခုခုရှာချင်တာဖြစ်ဒီတိုင်းပဲအေးလာတင်ယူချင်တယ်လို့တတ်တာပဲဖြစ်အကုန်ရတယ်နော်ပထမဆုံး TDA ရဲ့ website www.tdaeducation.com ကိုတွားပြီးတော့ချက်လက်တွေကြည့်လို့ရတယ်နော် TDA ရဲ့အရှေ့ကောက်က training discover action ဖြစ်ပါတယ်ကို့မှာရှိနေပြီးသားစွမ်းစားတွေကို tools တွေပေးပြီးတော့ဖော်ထုတ်ပေးတယ်ရှိနေပြီးသားလေ့လာစီးပူးနေတဲ့အသိပညာတွေကိုပို့ပြီးတော့ထပ်မြတ်စွာအသုံးချနိုင်အောင်လုပ်ပေးတယ် transform ပြုပြင်ပြောင်းလဲပေးတယ်စိတ်ခွန်အားတွေပေးတဲ့ cutting edge learning ဆိုတာမိမိလိုချင်တဲ့အကျိုးရလဒ်ကိုအလျင်မြန်ရစေတဲ့နည်းလမ်းပေါ့နော်ဒီမှာ website ကိုကြည့်မယ်ဆိုရင် TDA ရဲ့ဖြစ်ပေါ်လာမှုအကြောင်းနဲ့ founder တွေဆရာတွေအကြောင်းဖတ်လို့ရပါတယ် TDA ရဲ့ founder နဲ့ head educator ကတော့ဆရာမတီတာအောင် US မှာနေတယ်ဘဝအတွေ့အကြုံနဲ့လေ့လာသင်ယူထားတဲ့ဒီလိုအသိပညာတွေရဲ့လေ့ကျင့်မှုအတွေ့အကြုံကတော့အနည်း30ကျော်တယ်လို့သိထားတယ်ပေါ့နော်ကို founder နဲ့ lead educator ကတော့ဆရာမရှမုံတော့လေ့ကျင့်မှုအတွေ့အကြုံက10နှစ်ကျော်လောက် TDA မှာလောလောဆယ် LBM နဲ့ DYR ဆိုပြီးတော့သင်တန်းနှစ်ခုရှိပါတယ် intensive courses တမှာမဟုတ်အခြေခံသင်တန်းတွေပေါ့နော် LBM ရဲ့အရှေ့ကောက်က living being mindful တတိနဲ့နေထိုင်ခြင်းမိမိရဲ့အတွင်းပိုင်းစိတ်အေးချမ်းပျော်ရွှင်ကျေနပ်မှုကိုအသားပေးတဲ့အသိပညာဖြစ်တယ် DYR ကတော့ design your relationship မိမိဤဆက်နွယ်မှု relationship အားလုံးကိုစိတ်တိုင်းကြရေးဆွဲခြင်းမိမိရဲ့အတွင်းနဲ့အပြင်နဲ့ပတ်သက်ဆက်နွယ်မှုမှန်သမျှအောင်မြင်တဲ့ပေါင်းနဲ့ဆက်ဆံရေးချစ်ရေးအိမ်ထောင်ရေးလုပ်ငန်းခွင်မိသားစုအစရှိသမျှအရေးတွေရဲ့ relationship အကုန်ပါတာပေါ့နော်ဒီ relationships တွေအားလုံးကိုအောင်မြင်စွာဘယ်လိုစီမံခန့်ခွဲမလဲဆိုတဲ့အသိပညာတွေဖြစ်ပါတယ်ကိုဘွားရဲ့ relationships တွေတိုင်းမှာပြည့်စုံမှုကျေနပ်ပျော်ရွှင်မှုရှိနေတယ်ဆိုရင်ကိုယ်စိတ်အေးချမ်းနေတဲ့အတွက်စိတ်ခွန်အားတွေအမြဲပြေဝနေမှာဖြစ်ပါတယ်တကယ်လို့အဖွဲလိုက်အတန်နဲ့မတက်ချင်ဘူးကိုယ့်ဘာကိုဘာလုပ်လို့လိုအမှမသိအကြောင်းအရာတစ်ခုရဲ့အဖြေတစ်ခုကိုချက်ချင်းသိချင်တယ်ဆိုရင်ဆီယာမနဲ့တနာကြီး one on one consultation တူချင်းအကြံဉာဏ်ယူလို့ရတယ်ကိုယ့်အတွက်အရေးကြီးတဲ့အကြောင်းအရာတစ်ခုကိုအာရုံစိုက်လုပ်ချင်တာဖြစ်ဖြစ်ကိုဘာလုပ်မလဲဆိုတာကိုသိပြီးတော့တဟုန်ထိုးရှေ့ဆက်အောင်မြင်သွားဖို့3လ private consultation တည်တဲ့ consultation အကြံဉာဏ်ယူလို့ရပါတယ်တခြားသင်တန်းတွေလည်းရှိတယ် advanced transformation program ဒါကခေါင်းဆောင်မှုအပိုင်းပေါ့နော်10နှစ်ကနေ12နှစ်အရွယ်ကလေးများအတွက်နဲ့13နှစ်ကနေ18နှစ်အရွယ်ဆယ်ကျော်တက်ကလေးများအတွက်တည်တဲ့လောက်ထားတဲ့ကလေးတငယ်များရဲ့
ကိုရီကိုသွေးတွေငယ်ကလေးကထက်မြက်ဖို့ငယ်ဘဝကိုအပြည့်အဝလွတ်လပ်ပျော်ရွှင်စွာစိတ်အေးချမ်းစွာဖြတ်သန်းနိုင်ဖို့တာဝန်ယူလို့စိတ်တည်တတ်မှုတွေခေါင်းဆောင်တမှုတွေကိုတစ်ခါတည်းရသွားနိုင်တဲ့သင်တန်းတွေဖြစ်ပါတယ်။အမင်တို့ငယ်တုန်းကဆိုရင်ကျောင်းကသားတွေမတင်မေးဘူးဒီလိုသင်တန်းတွေလည်းမရှိဘူး။တကယ်သင်ပေးနိုင်တဲ့လူလည်းမရှိဘူးနော်။မိသားစုပြဿနာတွေကြောင့်စိတ်တွေလေးခဲ့သလားမမေ့နဲ့။စာရတာလိုက်ဖတ်ရတာပေါ့။ကြီးလာမှကိုယ့်ဘာကိုလိုက်ပြီးလေ့လာသင်ယူရတယ်။စာဖတ်တာနဲ့ဒီလိုသင်တန်းတက်တာတခြားစီတော့မတူဘူး။သင်တန်းတက်တာကတစ်ခါတည်းရသွားပြီးတော့မှနောက်ပိုင်းစာတွေဖတ်လို့ရှင်ထက်ဆင့်အမြန်ရသွားတာဖြစ်ပါတယ်။ဖွဲ့စည်းတယ်မဟုတ်ကုမ္ပဏီအလိုက်အကြံဉာဏ်ယူချင်တာမျိုး corporate consultation service ယူလို့လည်းရပါတယ်။ဒီမှာတော့သင်တန်းတက်ပြီးသူတွေရဲ့သင်တန်းသားတွေရဲ့သုံးပြမှုအမြင်ပေါ့နော် reviews testimonials တွေကိုဖတ်လို့ရပါတယ်။အများကြီးပါပဲ။ TDA ရဲ့ contact ပေါ့နော် social media တွေအကုန်လုံးမှာရှိတယ်အကုန် follow up လုပ်လို့ရတယ်နော် email ပို့လို့ရတယ်အခုလောလောဆယ်လာမယ့်ဇွန်လမှာ DYR Design Your Relationship အတန်းရှိတယ် Zoom နဲ့9ရက်တန်းတော့အချိန်နဲ့နေ့ကိုဒီမှာပြောထားတယ်နော်ဇွန်လလေပေါ့အချိန်ကတော့ညနေပိုင်းဖြစ်တဲ့တန်းကြီးက2သိန်းခွဲကျန်တော့တအားတန်တယ်နော်နောက်ဆိုဒီဈေးနေမရတော့သိထားတယ်နော်ဈေးမတက်ခင်ဒီခွင့်ရယူထားပါပြီးတော့လူရေကန်တက်လည်းရှိနိုင်တယ်နော်တက်မယ်ဆိုရင်ဒီ register now မှာနှိပ်ပြီးတော့ application form မှာမိမိရဲ့နာမည်နဲ့ chat လက်တွေပေါ့နော် email တွေဖုန်းနံပါတ်တွေထည့်ပြီးတင်လိုက်ရုံပါပဲဒီသင်တန်းကိုဘယ်သူမိတ်ဆက်ပေးတာလဲအကွက်မှာ TTM channel Top Trader မြန်မာ channel လို့ရှိပေးပါနော် chat လက်တင်လိုက်ပြီးဆိုရင်တော့ TTA က3ရက်အတွင်းအကြောင်းပြန်ပါလိမ့်မယ်ဒီမှာသင်တန်းကြီးတွေပါလွှဲပြီးတော့မှ confirmation လုပ်ပေါ့နော်အဖွဲနဲ့တက်တဲ့သင်တန်းကလာတိုင်းရှိမနေဘူးနည်းနည်းကြာမှရှိတတ်တယ်ပေါ့နော်နောက် LBM အတန်းကတော့ DYR ပြီးမှရက်အတိအကျထွက်လာပါလိမ့်မယ် TDA မှာလတိုင်းလုပ်ပေးတဲ့အခမဲ့တက်လို့ရတဲ့ free webinar တွေရှိတယ် webinar အတန်းမှာသင်တန်းကကြာကြံခဲ့တဲ့အကြောင်းအရာတွေကိုဖြည့်ပြီးထည့်ပေးတတ်တဲ့အတန်းဖြစ်တဲ့လူသစ်တွေအနေနဲ့ဆရာမရဲ့အတန်းကဘယ်လိုလဲလို့သိချင်လို့ရှင်တော့ free webinar တွေလိုက်တက်ကြည့်ပါ free webinar တက်တာနဲ့တင်တော့အကျိုးရှိနိုင်ပါတယ်သင်တန်းတက်ဖို့သူတွေလည်းအကြောင်းအရာဟောင်းကိုပြန်ရွေးတဲ့ဘောနောက်ထပ်အကြောင်းအရာသစ်တွေနဲ့ထပ်ဆင့် breakthroughs တွေရအောင်တက်နိုင်ပါတယ်အခုလာမယ့်ဂျာတပတိနေ့ဇွန်23ရက်နေ့ညပေါ့နော်8နာရီခွဲကနေ10နာရီမြန်မာချိန်စိတ်စံကြယ်မှုနဲ့လိုအပ်ချက်များဆိုတဲ့ free webinar ရှိတယ်နော် Top Trader မြန်မာ channel video description အောက်မှာ link ချပေးမယ်နော် Zoom ကနေပဲတင်ပေးမှာဖြစ်ပါတယ် form ဖြည့်ပြီးတော့မှ register လုပ်ထားကြနော် If you get tired, learn to rest and not to quit ဆိုတဲ့အတိုင်းဘဝမှာလောကဓာတ်တွေကြုံရတိုင်းအရှုံးတွေနဲ့ရင်ဆိုင်ရတာဖြစ်ဖြစ်လူချင်တာဖြစ်မလာသေးတာဖြစ်ဖြစ်အရန်ကိုပဲမောပန်းနွမ်းနေတယ်စိတ်တက်ကြနေတယ်ဆိုရင်ခဏအနားယူလိုက်ပါလေလွင့်ချင်တယ်ဆိုရင်လေလွင့်နေလိုက်ပါဒီပဲရှိရှိတော့လေလွင့်ရမှာပေါ့နော်ပြီးသွားရင်အရှုံးမပေးပဲပြန်လာပါအရှုံးမပေးပဲဆက်လို့ဆိုတဲ့အတိုင်းပဲမိမိရဲ့ရည်မှန်းချက်အတိုင်းရှေ့ဆက်လှုပ်ဆောင်သွားပါတယ်နော်ဟုတ်ပြီနော်ပြောလို့မရဘူး admin နဲ့နောက် TTA အတန်းတစ်ခုခုမှာတွေ့ရင်တွေ့ကြမှာပေါ့နော်ဟုတ်ကဲ့ပါဒီထိနားထောင်ပေးကြတဲ့မိတ်ဆွေများအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာတွေ့ကြမယ်